Donald Trump နေပြီးတော့ Truth Social မှာတင်လာတယ်အဲ့ဒါကဘာလဲဆိုရင် Iran တွေကိုသူသတိပေးတာ Iran တွေတဲ့ the clock ticking လို့ပြောတာအဲ့ဒါကသူ Iran သုံးလုံးနဲ့ပြောသုံးသွားတာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင် Iran အတွက်အချိန်ပေးတဲ့ဟာတွေတဖြည်းဖြည်းကုန်လာပြီးမှလုံးဝကိုအချိန်ကုန်တော့မယ်ပြီးတော့အချိန်ပြေးတော့မယ်သူတို့မြန်လှုပ်ရှားဖို့ Iran အနေနဲ့မြန်လှုပ်ရှားဖို့လိုနေပြီမဟုတ်ရင်တော့သူတို့အတွက်ဘာမှမကြံတော့ဘူးပြောချင်တဲ့သဘောတော့အရက်စကားနဲ့ပြောရမယ်ဆိုကုန်းကောက်ဆရာမရှိတော့အောင်ကိုအကုန်လုံးဖြည့်ဆည်းပြမယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာပါပြီးတော့အခုချိန်မှာအချိန်ကအရန်ကိုရေးကြည့်ပါတယ်ဆိုပြီးတော့မှတိုးလေးနဲ့ Truth Social မှာသူတင်လာပါတယ်အဲ့ဒါပဲဖြစ်လို့လဲဆိုလို့ရှိရင်ဒီလိုလိုပြောနေတဲ့သတင်းဌာနတော်တော်များများလည်းတည်ယူကြတာဖော်ပြနေကြတာအဲ့ဒါကိုကျွန်မကမြန်မာလိုလိုကြီးသူရှင်းပြောတဲ့အထက်မှာဒီမနေ့မှလည်း Israel ဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုနဲ့လည်းသူဖုန်းပြောပြီးတော့မှအဲ့ထဲမှာဘာတွေပြောထားတယ်လဲဘယ်သူမှမသိပါဘူးသူတို့တွေဘာတွေပြောကြလဲဆိုတော့သတင်းမီဒီယာတွေဘယ်သူမှမသိဘူးဒါပေမဲ့နောက်တစ်ဆင့်ကိုတက်ပြီးတော့ပုံမပြင်းထန်စွာကျဲသွားဖို့ပုံမပြင်းထန်စွာတော်ကြိုက်သွားဖို့ရှိတယ်ပြီးရင်7 Australia သတင်းဌာနကနေဆိုလို့ရှိရင်လေပြင်းထန်တဲ့ဘုံတွေကျဲသွားဖို့ရှိတယ်ဆိုပြီးတော့ထည့်ပြောတာဒါပေမဲ့ပြောချင်တဲ့တကူကဘာလဲဆိုရင်ဒီမနိုင်ငံရေးတုံးသက်တဲ့တူရလဲအခုချိန်မှာဒေါ်နယ်ထရန့်ဟာတော်တော်လေးကိုအကြက်သေးနဲ့တော်တော်ခေါင်းစားပြီးတော့မှတော်တော်လေးကိုရှုပ်ထွေးနေတဲ့အချိန်တွေမှာရှိနေတယ်ဒါပေမဲ့နိုဝင်ဘာမှာဓာတ်ဖြတ်ရွေးကောက်ဖို့အတွက်ကိုသူ့ပါတီအနိုင်ရဖို့အတွက်ပြည်သူတွေအမေရိကန်တွေသူ့ကိုဘယ်လောက်ထောက်ခံလဲဆိုတဲ့ထောက်ခံမှုနှုန်းတွေနဲ့သူရက်တည်နိုင်မှုအတွက်ကိုသူအရေးကြီးတယ် US နဲ့ Iran စစ်ပွဲအတွက်ကိုဒီလိုမျိုးချိန်နေဆွဲပြီးတော့မှဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ကောင်းကောင်းအဖြေတစ်ခုချက်ဖို့အတွက်သူ့မှာအဖြေတစ်ခုကောင်းကောင်းချက်ဖို့အတွက်လိုအပ်နေတယ်ဆိုပြီးတော့လည်းသုံးသပ်ကြပါတယ်အခုလိုပဲကမ္ဘာသတင်းနဲ့ US Iran ဂျပန်နိုင်ငံသတင်းများကိုစိတ်ဝင်စားတဲ့သူများကျွန်မရဲ့အခင်နာနာ news account ကိုအပေါင်းမနေရတဲ့ရပေါင်းနဲ့နေပြီးတော့သူများလည်းမြင်စေချင်နေဆိုရင် share ပေးကြပါအားလုံးပဲအဆင်ပြေကြပါစေ bye bye